သိစိတ်နေတဲ့ညတညရဲ့အမောင်ဆုံးအချိန်မှာရေကန်ဟောင်းတစ်ခုတည်းကရုံးကန်တန်တွေထွက်ပေါ်နေပါတယ်။ Alice ဟာအသက်ရှူရခက်ခဲနေပြီးသူမရဲ့ခန္ဓာကိုယ်ကိုအမီမတိလူတစုကအတင်းဖိနစ်ထားကြပါတယ်။မျက်နှာဖုံးဆွတ်ထားတဲ့အဲ့ဒီလူတွေဟာ FLDS လို့ခေါ်တဲ့ဘာသာရေးကုံတစ်ခုရဲ့အဖွဲ့အဝင်တွေဖြစ်ကြပါတယ်။တာမန်ရင်းနှစ်ချင်းအခမ်းအနားတစ်ခုပြုလုပ်နေစမှာပဲ Sister Alma Jessup ဟာဝိညာဉ်တစ်ခုရဲ့နာမည်ကိုခေါ်လိုက်ပါတယ်။ထိုအချိန်အခန်းထဲကမီးတွေအကုန်မှိတ်သွားပြီး Alice ဟာလည်းမျက်လုံးတွေပြနှဲလာကရေအောက်ကျမ်းပြင်ကနေအေးဆက်တဲ့အရာတစ်ခုကသူမရဲ့ခန္ဓာကိုယ်ထဲကိုတိုးဝင်လာခဲ့ပါတယ်။ဒီအဖြစ်ပြဆိုကြီးထုတ်ပွားခဲ့တာ10နှစ်တိတိကြာမြင့်ခဲ့ပါပြီ။အခုအချိန်မှာတော့ Alice ဟာချစ်သူဖြစ်တဲ့ Adam နဲ့အတူတာမန်ဘဝတစ်ခုကိုတည်ဆောက်နေပါတယ်။ဒါပေမဲ့သူမရဲ့စိတ်ဓာတ်ရာတွေကတော့အခုထက်ထိပျောက်ကွယ်မသွားသေးပါဘူး။ညဘက်ဒီမှာအကြောင်းရင်းမရှိဘဲတတိလက်တွားတတ်ပြီးမနက်မိုးလိမ့်တဲ့အခါအိမ်နောက်ထဲကညည်ကြီးတွေကိုလက်ချဲတက်တက်တူးဆွဲထားတဲ့သူမကိုသူဖြန့်တွေ့ရတတ်ပါတယ်။နောက်ပြီးသူမဟာသူမရဲ့အသက်ကိုလည်းတေးသေးချာချာမှတ်မမိတော့ပါဘူး။ Adam ဟာ Alice ကိုအယမ်းချစ်ပေမဲ့သူမရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတနေ့တခြားအကွဲလာခဲ့ပါတယ်။ Alice ရဲ့စိတ်အခြေအနေဟာဆိုးရွားလာတာနဲ့ဆရာဝန်တယောက်နဲ့တွေ့ဆုံပြီးမေးမြန်းမှုတွေပြုလုပ်နေပါတယ်။နောက်ဆုံးဆရာဝန်ကတော့စိတ်ကျန်းမာရေးဆေးရုံကိုတက်ပြီးဆေးကုသမှုခံယူဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ Alice ဟာအရင်ကဖြစ်ပျက်ခဲ့တဲ့နေရာကိုတွားပြီးအတိတ်ကိုပြန်တတိရလာမယ်ဆိုပြီး FLDS လို့ခေါ်တဲ့ဘာသာရေးကုံတစ်ခုကိုဆက်သွယ်လိုက်ပါတယ်။ Adam ကလည်းသူမနဲ့အတူပြဿနာတွေကိုတူတူရင်ဆိုင်မယ်ဆိုပြီးသူမရဲ့စိတ်ဓာတ်ရာတွေစတင်ခဲ့တဲ့နေရာကိုပြန်သွားပြီးအတိတ်ကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီခရီးစဉ်မှာ Adam အပြင်သူမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ Gwen ပါအဖော်ဖြစ်လဲပါလာခဲ့ပါတယ်။သူတို့၃ယောက်ဟာလူသူကင်းမဲ့တဲ့အဆောက်အဦတစ်ခုရှိတဲ့နေရာဟောင်းစီကိုရောက်ရှိလာကြပါတယ်။ Alice ဟာထိုအဆောက်အဦလေးထဲကိုဝင်လိုက်တယ်ဆိုရင်ပဲအတိတ်ကအဖြစ်ပြက်တချို့ကိုခေါင်းထဲပေါ်လာခဲ့ပါတယ်။နောက်ပြီးအခန်းတစ်ခုထဲကတက်တာတဲ့သူမနဲ့သူတငယ်ချင်း Clara ရဲ့ထပ်ပုံကိုပါတွေ့ရှိလိုက်ပါတယ်။ဒီလိုနဲ့သူမဆက်တွင်ထားတဲ့ Hiram နဲ့သူ့ရဲ့မိခင် Sister Alma Jessup တို့ရောက်ရှိလာကြပါတယ်။အဆောက်အဦဟောင်းကြီးတဲ့ကိုချီချလိုက်တာနဲ့တစုံတယောက်ကသူတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားချက်မျိုးကိုအားလုံးကရရှိလိုက်ရပါတယ်။ Hiram နဲ့ Sister Alma Jessup တို့ဟာ Alice ရဲ့မှတ်ဉာဏ်တွေကိုပြန်လည်ဖော်ထုတ်ဖို့အတွက်အထူးစီစဉ်ထားတဲ့ဈေးရည်တစ်ခွက်ကိုတိုက်ကျွေးလိုက်ပါတယ်။ဈေးအချိန်တက်လာနဲ့အမျှ Alice ရဲ့အမေအာယုံတွေဟာဝေဝါလာပြီးအတိတ်နဲ့ဖြစ်စောပန်ဟာရောထွဲလာပါတော့တယ်။သူမဟာလွန်ထဲတဲ့10နှစ်ကရင်းနှီးချင်းခံရတဲ့အခန်းထဲကိုပြန်ရောက်သွားပြီးအဲ့ဒီနေ့ကတကယ်ဖြစ်ပျက်ခဲ့တဲ့အမှန်တရားကိုစတင်မြင်တွေ့လာပါတော့တယ်။ခုံဝင်းနီဟာတေဆောင်သွားတဲ့လူတွေအတွက်ရည်စူးပြီးသူမကိုရင်းနေထားတာမဟုတ်ပဲရှေးဟောင်းကျင်စာကခုကြောင့်ချုံနှောင်းခံထားတဲ့တရေမရဲ့ဝိညာဉ်ကိုခေါ်ယူခဲ့တာဖြစ်နေပါတယ်။ဆေးအချိန်ကြောင့် Alice ဟာသွေးတွေအများကြီးအန်ပြီးလဲကျသွားပါတယ်။ဒီအချိန်တွေကိုမြင်လိုက်တဲ့ Adam နဲ့ Gwen တို့ဟာအလွန်ထိတ်လန့်သွားပြီးကုထုံကိုရပ်တန့်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့အကြောင်းတွေကိုသိနေတဲ့ Sister Alma Jessup ဟာတော့သူမရဲ့ခန္ဓာကိုယ်ထဲမှာကိန်းအောင်နေတဲ့ဝိညာဉ်တစ်ခုကိုဖယ်ရှားပေးလိုက်ပါတယ်။ Alice တယောက်ဟာသူမခန္ဓာကိုယ်ထဲကထွက်လာတဲ့အမဲရောင်ပကြီးကြီးကိုကြည့်ပြီးအထဲမှာတရေမတယောက်ထွက်လာနေတယ်လို့ကြောင်ကဒန်အော်ဟစ်နေပါတယ်။ဒီလိုနဲ့ Alice တယောက်ပေါ်ပါလန်းဆန်းသွားပြီးသူမရဲ့အတိတ်တွေကိုပါတဖြည်းဖြည်းချင်းမှတ်မိလာပါတယ်။သူတို့ဟာ Sister Alma Jessup နဲ့ Hiram တို့ကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ဒီနေရာမှာဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုသိတဲ့ Sister Alma Jessup နဲ့ Hiram တို့ဟာ Alice တို့ကိုဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့မှာကြားပြီးသူတို့အရင်ထွက်သွားခဲ့ကြပါတယ်။ Adam နဲ့ Gwen တို့ဟာ Alice ကိုဒီလိုနေကောင်းလာတာကိုဝမ်းသာပါတယ်လို့ပြောလိုက်ပါတယ်။ Adam ကအောင်မြင်ပွဲအဖို့အတွက်အရက်နက်နက်တောက်ကြရအောင်ဆိုပြီးအရက်တောက်ကြရင်စကားတွေပြောနေခဲ့ကြပါတယ်။ဒီလိုနဲ့အတိတ်တွေကိုပြန်လည်မှတ်မိလာတဲ့ Alice ဟာသူမနဲ့ Clara ဟာတငယ်ချင်းတွေထပ်ပို့ခဲ့ပြီး Clara ရဲ့အကြောင်းအရာတွေကိုပိုပြီးသိကျင်တဲ့စိတ်အားထက်သန်နေပါတယ်။ဒီချိန်မှာပဲမူနေပြီးဖြစ်တဲ့ Adam ကအော်အဲ့ဒါကြောင့်မင်းကမိမချင်းစိတ်ဝင်စားတဲ့သူပဲအဲ့ဒါကြောင့်ငါ့ကိုညှင်းဆန်နေကြတာပဲဆိုတာကို Alice လက်စကားများခဲ့ပါတယ်။ဒါနဲ့ Alice လည်းသူတို့ကမ်းထိုင်ထားတဲ့နီလာကနေတယောက်သေးထွက်လာခဲ့ပါတယ်။ Alice ဟာသူမက်ညံထဲမှာပေါ်လာတာတွေကိုတွေးရင်းနဲ့နေတာတစ်ခုအရောက်မှာဘာမှမသိတဲ့တော့တစ်ခုကိုတွေးရှိပြီးစိန်ထားခဲ့ပါတယ်။
ထိုအချိန်မှာပဲ Alice မစိမ့်မချလို့လိုက်လာတဲ့ Adam ကသူခုနပြောခဲ့တဲ့အရာတွေကအတွက်တောင်းပန်နေပါတယ်။ Camp ထိုင်ထားတဲ့နေရာမှာ Gwen တယောက်ထဲအရပ်တောက်နေစဉ်အဆောက်အဦတဲ့ကိုလူတယောက်ဝင်သွားတဲ့ထင်ကနောက်ကနေလိုက်သွားခဲ့ပါတယ်။တကယ်တော့ဝင်သွားတာလူတယောက်မဟုတ်တရေမှဖြစ်နေရပါ။အဲ့ဒါနဲ့ Gwen ဝင်လာတဲ့အချိန်မှာတကားတွေကိုတရေမှကပိတ်ချလိုက်ပြီးခြောက်လန့်ခဲ့ပါတယ်။ Gwen တယောက်ငယ်တန်းပေါင်းအော်ပြီးခြောက်လန့်နေပါတယ်။ထိုအတန်းဒီကိုကြားတဲ့ Adam နဲ့ Alice တို့ကအပြည့်ရောက်လာပြီးတကားဖွင့်ပေးခဲ့ကြပါတယ်။သူတို့ Gwen ကိုဘာဒီဖြစ်နေတယ်လဲမေးတဲ့အချိန်မှာတော့သူ့တငယ်ချင်းတွေမှာရောပြီးခြောက်နေမှာဆိုလို့ဘာမှမဟုတ်ကြောင်ပြောလိုက်ပါတယ်။ဒီအဖြစ်ပြက်တွေကိုရင်ဆိုင်ထားရတဲ့ Gwen ဟာပြန်ကြဖို့စတင်ပြောဆိုလိုက်ပါတယ်။အားလုံးပြန်ဖို့သဘောတူလိုက်ပြီးပြန်ဖို့ပြင်ဆင်နေကြပါတယ်။ဒါပေမဲ့ကားကဆက်မနူလို့ Hiram စီကိုဆက်သွယ်ပြီးအခုနီးလှမ်းတောင်းပါတယ်။အဲ့ဒါနဲ့ Hiram ရောက်လာပြီးကားဘက်ထရီမရှိတာကိုပြင်ပေးခဲ့ပါတယ်။သူတို့ကတနားရီလာဆက်နူးထားပြီးကားဘက်ထရီပြည့်တာနဲ့ချင်းချင်းပြန်ဖို့မှာကြခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ထိုနေရာကတရေမကိုသူတို့ဘာထိန်လို့မရတော့ဘူးဆိုတာကိုသူနဲ့ Sister Elma Jessup ဟာသိနေကြပြီးသားဖြစ်ပါတယ်။နောက်တနားရီကြာသွားတဲ့အချိန်မှာ Alice ဟာတဲထဲမှာတယောက်ထဲထိုင်နေပါတော့တယ်။ဒါနဲ့ Adam ကသူမကိုပြန်လို့အဆင်ဖြစ်နေပြီဖြစ်ကြောင်းတွားရပြောဆိုခဲ့ပါတယ်။ Alice ဟာသူမကိုကူညီပေးနေခဲ့တဲ့သူမရဲ့ချစ်သူ Adam ကိုအယမ်းချစ်ကြောင်းပြောလိုက်ပါတယ်။ဒါနဲ့ Adam လည်းငါအပေါ့ခဏသွားမယ်ပြီးရင်ပြန်ဖို့လောက်ကြမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။ခဏနဲ့ Alice တယောက်ကအတန်တွေကိုကြားနေပြီးမီးတောင်တွေကိုပါတဲတဲကနေမြင်လိုက်ကနဲ့တွားရောက်ကြည့်လိုက်တဲ့အခါမှာတော့ Gwen ဟာ Alice ဟာနေကောင်းသွားပြီးဖြစ်ကောင်းသူမထက်ပြီးမဆောင်နိုင်တော့ဘူး။ Alice ကိုလမ်းခွဲလိုက်ဖို့ Adam ကိုပြောနေတာတွေ့လိုက်ရပါတယ်။ Alice ဟာသူမရဲ့တငယ်ချင်းနဲ့သူမရဲ့ချစ်သူဟာတစ္ဆာဖောက်ပြန်နေကြတာကိုသိလိုက်ရပြီးသူမလည်းမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ Alice လည်းတောထဲကိုအရောက်ထဲထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမြေအယုံတစ်ခုကိုပိတ်ထားတဲ့တောနဲ့တကောက်တစ်ခုကိုတွေ့လိုက်ရပါတယ်။ Alice ဟာအရင်နေ့ကတွေ့ထားတဲ့တောကိုတတိယပြီးအဲ့ဒီတောနဲ့ဖွင့်ကြည့်ပြီးအထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့အရင်ကတငယ်ချင်းဖြစ်တဲ့ Clara ရဲ့ဝိညာဉ်ကသူမကိုမြေကြီးတွေတူဖို့ပြောဆိုနေခဲ့ပြီး Alice တကလည်းမြေကြီးတွေကိုတူးနေခဲ့ပါတယ်။မြေကြီးတွေကနံအယိုးတချို့နဲ့ဥကလင်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ Alice တကသူမရဲ့မညံတချို့ကိုတတိယလာပါတယ်။သူမနဲ့ Clara တို့မိန်းကလေးချင်းချစ်ကြွယ်နေတာကိုလူကြီးတွေသိသွားကြပြီး Clara ကတော့လိမ့်လေကသူမကအတင်းတိုက်တွန်းတာကြောင့်လုတ်ခတ်ရတာလို့လိမ့်လေပြောဆိုခဲ့ပါတယ်။အဲ့ဒီအချိန်ကမိသားစုတွေရဲ့စီကံတင်းကျပ်မှုကြောင့်သူမဟာအိမ်မှာဆက်နေခွင့်မရတော့ဘဲထွက်သွားရတော့မှာပါ။ထွက်မသွားခင် Clara နဲ့စကားပြောခဲ့ပြီးဒေါသတွေမထိန်နိုင်ပဲ Clara ကိုသူမတတ်လိုက်မိကြောင်းတတိယလာခဲ့ပါတယ်။မိအယုံထဲမှာ Alice ရဲ့ရှေ့ကနေတရေမှပေါ်ထွက်လာပြီး Alice ရဲ့ခန္ဓာကိုယ်ထဲကိုဝင်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ Alice ဟာတရေမှတယောက်ဖြစ်သွားပြီးပထမဦးဆုံးအနေနဲ့သူမရဲ့တငယ်ချင်း Gwen ရဲ့ကားကိုတားပြီးရက်ဆက်ဆက်တက်ဖြတ်လိုက်ပါတယ်။နောက်တစ်ယောက်ကတော့သူမရဲ့ချစ်သူ Adam ကိုအဆောက်အဦလေးထဲမှာပိတ်ကာရက်ဆက်ဆက်တည်ဆဲခဲ့ပါတယ်။သူမရဲ့ချစ်သူလေးကပဲသူမကိုနှစ်ကြိမ်တိုင်းသစ္စာဖောက်ပြန်ကြတာတွေကိုအမုန်းတရားတွေနဲ့လက်စားချေလိုက်ပါတယ်။မကောင်းဆိုးပါဆိုတာအလွယ်တကူပျောက်ကွယ်သွားလိမ့်မရှိဘဲပုံကွယ်နေဖို့နေရာတစ်ခုကိုသာရှာဖွေသွားတတ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ Channel လေးကို Subscribe မလုပ်ပါသေးရင်လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။မိတ်ဆွေတို့ရဲ့ Like, Comment တခုဟာနောက်ထပ်ဗီဒီယိုလေးတွေလုပ်ဖို့အတွက်အားစီးတစ်ခွပါ။